Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကိုသိန်းရဒီတစ်ခါရှမ်းပြည်နယ်ကို၄ညအိမ်9ရက်တရက်ကို9000နဲ့ဘလို့တွေအပီးစီလဲထားတော့ကြည့်ပြကြပါအောင်ခင်ဗျာကိုသိန်းရန်ကုန်ရောက်ပြီဆိုတာနဲ့ကားနဲ့ချင်းထဲတဲ့နေရာကိုသွားပါတယ်ခင်ဗျာရန်ကုန်ရောက်ပြီဆိုရင်လမ်းလေးလျှောက်ရတယ်ကဲကိုသိန်းကားဘုတ်ကိုရောက်ပါပြီအန်လုံးနဲ့သွားရပါခင်ဗျာဒါကတော့ကားအကျွေးဝက်ခတ်မုတ်ကလေးပါညမှာဒီဟာမှာရက်တယ်ပေါ့နော်မင်္ဂလာပါဆိုင်မှာတော့ထမင်းစားရပါတယ်အဲ့မှာလေဟိုကျွန်တော်စားတာကကြက်အာလူ12600ကျပါတယ်အဲ့ရတာကိုယ့်ကိုရှင်းရတာပါခင်ဗျာကိုသိန်းတို့ပြေးနေရှင်မယ်ဆိုရင်အရသာကကောင်းလားဆိုတော့အရင်တော့မစိုးဘူးဒါပေမဲ့ပတ်စံရနည်းနည်းလေးဖဲမဖြစ်ဘူးလို့ခံစားရပါတယ်။တစ်ခါပြေမဟုတ်ဘူး။ဟိုဝါစားပါနော်။ခင်းဦးလိုက်ချပေးတယ်။ခင်းဦးလိုက်ချပေးတယ်။အရန်ဟင်းနေလည်းချပေးတယ်။ဘာပြောမဲလာဆက်ဖီဆွဲရနေတန်လို့ထင်ပါတယ်။မှန်တယ်တော့လုံးဝ special အမိုက်စားတော်မိုက်ပါတယ်။ဒါပြီးတော့မနက်ပိုင်းကလောခေါ်တယ်ကိုချက်ကင်ဝင်ပါတယ်။ကလောရောက်ပြီဆိုတော့ view ကတော့ oh my god special လုံးဝကိုမတူပါဘူး။ဒါကတော့သူတို့unlock ကစီစဉ်ပေးတယ် hotel rooms လေးပါတော်တော်လေးတန့်ပြီးတော့တော်တော်လေးကိုကောင်းပါတယ်ကျွန်တော်ကတော်တော်လေးသဘောကျပါတယ်ဒါကတော့ hotel အပေါ်ထဲကနေရိုက်ထားတဲ့ view လေးပါခင်ဗျာဘယ်လောက်လှလဲဆိုတော့ကြည့်လိုက်ပါတော့အိုးဒါရက်ကွက်လုံးနေရာမျိုးပဲရှိသေးရယ်နော်ပြီးတော့ hotel ကကျွေးတဲ့ buffet breakfast ကိုစားပါတယ်တော်တော်လေးကောင်းတယ်ပြီးတော့ကျွန်တော်တို့ကားနဲ့လေမင်းနေရာတွေသွားပါတယ်ဒါကတော့ရောက်ပါပြီခင်ဗျာကျွန်တော်တို့သူတို့ပထမဆုံးပို့ပေးတဲ့နေရာကတော့ပင်တရမြို့မှာရှိတယ်ဒီရွှေဦးမင်လှိုင်ကူတော့အရင်ပို့ပေးတာပါခင်ဗျာအဲ့ဒီရွှေဦးမင်လှိုင်ကူမှာရှိတဲ့ပင်းကူယိုဒီမတိုင်ခင်ကလေကျွန်တော်ရောက်ဖူးသူလိုစိတ်ထဲမှာအဲ့လိုမျိုးကြီးဖြစ်တာပေါ့နော်အဲ့ feeling ကဘာလို့ဖြစ်တာလဲကျွန်တော်လည်းသိချတော့မသိပါဘူးဘာပဲပြောကျွန်တော်အပြင်မှာတကယ်ရောက်ဖူးပြီးတော့တကယ်ကိုဖူးခွင့်ရတဲ့အတွက်အများကြီးပျော်ပြီးတော့အများကြီးလည်းဝမ်းသာပါတယ်ဗျာကျွန်တော်တို့အဲ့ဒီသူလှိုင်ကူဆိုတဲ့အတိုင်းအထဲဒီလှိုင်ကူထဲမှာဖျားပထိုးတွေလည်းဒီရုပ်ထုတွေဖျားပထိုးတွေOh my god အများကြီးပါပဲခင်ဗျာတိုးကိုကြီးရလည်းတကယ်ကိုကျွန်တော်တို့ရှင်းပြပေးပါတယ်ကန်ရဲ့ပြောချချက်အရာဒီနေရာလေးကိုပုတ်သက်ပေးတာဆိုနှိမ့်နေပေးတာဆိုပြီးရင်ကိုကောင်းဖို့ပုတ်သက်ပေးရင်ကျမ်းမာရေးကောင်းတယ်လို့လည်းဆိုကြပါတယ်เนาะအဲ့တော့ကိုသိန်းခုအပြင်ဘက်ကိုထွက်လာပါပြီခင်ဗျာကူရီထဲမှာအရင်ဟိုကြီးတော့လေကျွန်တော်ရိုက်လို့ရှင်အကြိုက်ဖြစ်မှာဆိုတော့အကုန်လုံးဖြတ်ဖိတ်ပြပြီးထားပါတယ်ဒါလေးကတော့ချူကလေးတစ်ဖြတ်ပါဒါပြီးတော့နောက်ထပ်သူတို့လိုက်ပို့ပေးတာကြတော့ကုံလုံးဆရာတော်ကြီးအကြောင်းပေါ့နော်အဲ့အကြောင်းကိုလိုက်ပို့ပေးပါတယ်ဒီကုံလုံးဆရာတော်ဖျားကြီးကသူပြန်လွန်တော်မူပြီးနောက်ပိုင်းမှာဒီသူ့ရဲ့ရုပ်အလောင်းဒိုင်းထားတာပေါ့နော်အဲ့မှာတော်တော်လေးကြည်ညိုဖို့ကောင်းပါတယ်ခင်ဗျာကျွန်တော်ပထမလေးအဲ့ဒီရုပ်ထုကိုလေတကယ်ဦးစင်းလို့ထင်ခဲ့အမှန်ကတော့ဦးစင်းမဟုတ်ပါဘူးရုပ်ထုပါတဲ့နောက်ထပ်ဖျားလေးကတော့ဒါဘူးသီးကနေဖျားပြသွားလို့တော့ပြောပါတယ်ခင်ဗျာကျွန်တော်သိချင်တော့မသိပါဘူးအဲ့ဒါပြီးတော့နေ့ကင်းစာကိုလည်းကျွန်တော်တို့ဘူဖေးပဲသူတို့ကျွေးတာပါဒါပြီးတော့ကျွန်တော်အရန်သွားချင်နေတဲ့ရွာငံရွာလေးကဒီရေပြအိုင်ပေါ့နော်အဲ့ဒီကိုသူတို့လိုက်ပို့ပြပါတယ်ခင်ဗျာလှလားမလှလားကိုယ့်ဘာကိုသာကြည့်လိုက်ပါတော့တော်လေးလှပါတယ်ဒါပြီးတော့နောက်ထပ်သူတို့လိုက်ပို့ပြတာကြတော့ဒီမိမရဲတောင်မှာအဲ့တောင်ကိုသူတို့လိုက်ပြီးတော့ပို့ပြပါတယ်ခင်ဗျာအဲ့တောင်ကနည်းနည်းလေးတက်ရပါတယ်လူကြီးဆိုတော့တက်နေတော့ပါအောင်ပြန်မမအောင်အဲ့ဒီမိမရဲတောင်ကကျွန်တော်တို့ပြေမှာဆိုလို့ရှိရင်ဖုတ်ဦးတောင်ရဲ့တဝက်လောက်ပဲရှိပါတယ်အရင်မမြင့်ပါဘူးတောင်မောကဆင်းတော့ဝိုင်းနေ free မိခဏကျွန်တော်ပိတ်မိလိုက်တာခေါင်းနဲ့အသေးချင်းမိုးသွားလို့2000နဲ့ကျန်ရင်ဝယ်တောင်းလိုက်ရပါတယ်ခင်ဗျာနောက်ထပ်ဖျားကတော့ကျွန်တော်တို့ပြေမြို့မှာလည်းရှိတယ်နှီးရင်နဲ့လှုပ်ထားတဲ့ဖျားကိုလိုက်ပို့ပါတယ်ခင်ဗျာအဲ့မှာလက်ဆောင်တွေဝယ်လို့ရပါတယ်ပြီးတော့ဖျားကျွေးတဲ့လက်ဖက်တွေအဝါကြည့်ပါတယ်ခင်ဗျာကိုသိန်းရဲ့ vlog ပုံမှန်လေးကိုဒီမှာဆက်သက်ပါမယ်ခင်ဗျာ bye bye see you next vlog